ငါပါတကယ်ချင်းတို့ရေကဲဒီနေ့တော့ကျဆူကဟဲကလိုလေးတွေလာရောက်တာမဟုတ်ဘူးနော်ဒါကသပင်ချီရဲ့ကျိုးလေးတွေပါမင်းချီကျိုးလေးတွေဆိုပေမဲ့သူကဒီမှာဒီလိုမျိုးလေးတွေအရန်လှပတဲ့ဇာလေးတွေနဲ့ဆင်ထားတဲ့အရောင်လေးတွေကလည်းအရန်မိမိုက်နေပါတယ်နော်ကဲကျဆူရဲ့ TikTok shop က CSN fashion ပါနော်အဲ့ဒီမှာဝယ်လို့ရပါပြီ chosu.com ဆိုပြီးတော့ရှာရင်လည်းရပါတယ်ကဲဒီမှာအရောင်လေးတွေကအရန်လှတယ်ဒီမှာဒီလိုမျိုးလေးစီးထားလိုက်ရင်အရန်ကိုကြက်တည်ရှိတယ်သူကစတုံးလိုမျိုးစပင်ကိုသေချာထုံးပြီးတော့အပေါ်ကနေပတ်လဲရတယ်ဒီလိုလေးခြီလဲရတယ်ဝဲသွားရင်ပဲဖြစ်ဖြစ် daily look မှာပဲဖြစ်ဖြစ်အရန်ကိုတင်တယ်တယ်နော်လှပပါတယ်ရောင်လေးတွေတစ်ခုချင်းစီနဲ့အတွေ့ပန်းလေးတွေပြပေးမယ်နော်ဒီမှာဒါလေးကတော့ခဲလေးပါခဲလေးရဆိုလို့ရှိရင်လေသူကခဲပုံမှာပဲဒီငွေရောင်ပလဲလုံးလေးတွေပါမယ် rainstone လေးတွေလည်းပါမယ်ပန်းပွင့်လေးတွေလည်းပါပါတယ်သူကအဓိကကတော့ချွတ်ဆွေရဲ့ပစ္စည်းလေးတွေကသပင်ချီတဲ့အချိန်မှာလုံးဝမနာကျင်စေရပါဘူးနော်ပြီးပြီဆိုလို့ရှိရင်တော့ဒီအရောင်လေးဆိုရင်ဘယ်လောက်လှလဲနော်သူရဲ့အရောင်လေးကရမ်းချက်တည်ရှိပါတယ်ပြီးပြီဆိုရင်ဒါလေးကတော့နှစ်ပြားလေးပါသူလည်းဖလန်ရမ်းကိုလှပါတယ်ပြီးပြီဆိုရင်တော့ဒီမှာဒါလေးကတော့ရွှေအိုရောင်လေးဆိုလို့ရှိရင်လေသူကအောက်ကခဲကြိုးကရွှေအိုရောင်ဆိုတော့အပေါ်ကဒီမှာသူကရွှေလုံးလေးတွေနဲ့ပလေးလုံးလေးတွေနဲ့ရမ်းလှတယ်နော်သူကကလတ်သွားတာမျိုးမဟုတ်ဘူးနော်သူ့ရဲ့ရွှေကတီငိမ့်လေးနဲ့အရန်ကိုလှပါတယ်ပြီးပြီဆိုလို့ရှင်တော့ဒါလေးကတော့အောက်ကဒီဘေးကြိုးကတော့ပန်းရောင်ပြီးဒါလေးကကြတော့သူကDusty Rose နဲ့တွားထားတာပါဆိုတော့သူကတီငိမ့်လေးအရောင်လေးတွေအကုန်လုံးတီငိမ့်လေးနဲ့တင်းတဲလေးလှတယ်တောက်ပြုံလေးဆိုပေမဲ့သူကကလတ်တက်အရောင်မျိုးကိုတွားတာမျိုးမဟုတ်ဖ ೇನೆ เนาะငိမ့်လေးနဲ့လှတဲ့အရောင်လေးကိုတွားထားတာပါချွတ်စရဲ့ TikTok shop မှာဝင်ပြီးတော့အပေးပါအောင်နော်